တစ်တိမဲ့တွေဟာနက်နက်ခင်းတိုင်းမှာကြွေးကြခြင်းဆိုတဲ့ဘေးရှိတယ်တဲ့ဒါရေဘူးရသဘောလေးကိုပြောတာပါကျန်တဲ့အချိန်တွေလည်းပဲကြွေးတာပါပဲဒါကြောင့်မနေ့လင်းလို့ကြည်လိုက်ရင်အောက်မှာကြွေးကြနေတာတွေ့ရတစ်တိမဲ့လေးတွေကသာအတိစိတ်ရှိလို့တယောက်နဲ့တယောက်တစ်လုံးနဲ့တစ်လုံးစကားပြောရမယ်ဆိုရင်မနေ့လင်းတာနဲ့ဟာဟိုကောင်ကြွေးမလားငါကြွေးမလားထိတ်လန့်နေရမယ်စိုးရိမ်နေရတစ်တိမဲ့တွေဟာနက်နက်ခင်းတိုင်းမှာကြွေးကြခြင်းဆိုတဲ့ဘေးရှိတယ်အဲ့ဒါလိုပဲတဲ့မွေးပွားလာတဲ့ဖြစ်ပေါ်လာတဲ့တတ္တဝါမှန်သမျှဟာသေခြင်းဆိုတဲ့ဘေးဟာအချိန်မရွေးရှိတယ်တဲ့ဟောသူကြတော့အချိန်ကန့်သက်ချက်မပါဘူးတစ်တိမဲ့တွေရဲ့ကြေကြနိုင်တဲ့ဘေးကြတော့ပါတော်တဲ့နက်နက်ခင်းအခါလို့ဘုရားကအဲ့လိုအချိန်လေးကန့်ပြီးတော့ဟောတယ်တတ္တဝါတွေရဲ့ပျက်စီးနိုင်တဲ့သေဆုံးနိုင်တဲ့ဘေးကိုကြတော့ဘယ်လိုပြောတော့နေဆံနော်နေဆံမရဏတောဗျာနေဆဆိုတာအမြဲတမ်းဆိုတာအချိန်မွေးလို့ပြောတာဒီခန္ဓာကိုမပျက်စီးနိုင်တဲ့အနေအထားမရှိဘူးနော်မပျက်စီးနိုင်တဲ့အချိန်ဆိုတာမရှိဘူး